င်္ဂလာပါကျွန်မကတော့စီးနေကြောက်ကအထူးကုဆရာဝန်ဒေါက်တာကြီးမောင်ထုံးဖြစ်ပါတယ်ဒီနေ့ကတော့ကြောက်ကယောဂနဲ့ပတ်သက်ပြီးတော့ချိုးချက်လက်တွေကိုဝေမျှပေးမှာဖြစ်ပါတယ်အဓိကအခြေခံလှုပ်ဆောင်ချက်တွေကိုပြောရမယ်ဆိုရင်တော့ကြောက်ကခန္ဓာကိုယ်မှာရှိတဲ့ဇီဝဖြစ်စဉ်တွေကနေပေါ့နော်ပေါ်ထွက်လာတဲ့အညစ်အကြေးတွေအစိတ်တောက်တွေနောက်ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့စွန့်ပစ်ရမယ့်ပစ္စည်းတွေကိုဇီးကနေပြီးတော့မှစွန့်ပစ်ပေးတဲ့လှုပ်ဆောင်ချက်ကိုအဓိကလှုပ်ဆောင်ပါတယ်အဲ့လှုပ်ဆောင်ချက်ကိုနည်းလေးထပ်ပြောရရင်တော့ခန္ဓာကိုယ်မှာဒီနှလုံးကနေမှသွေးတွေကိုညှစ်ထုတ်လိုက်ရင်အဲ့သွေးတွေကခန္ဓာကိုယ်အနှံ့ပြားကိုရောက်ရှိတယ်ပေါ့အဲ့လိုပဲအဲ့ဒီသွေးတွေကကျမတို့ရဲ့ကြောက်ကတွေစီကိုရောက်လာတယ်အဲ့အချိန်မှာသွေးကြောကနေတချင်းသူကသွေးကြောထုံးလေးတွေဖြစ်သွားတယ်အဲ့ဒီသွေးကြောထုံးကနေပြီးတော့မှစစ်ချခြင်းဆိုတဲ့ filtration ဖြစ်စဉ်ဖြစ်ပါတယ်အဲ့ filtration ဖြစ်စဉ်ကနေစီးပြုံလေးတွေကိုဒီရေလေးတွေရောက်လာပြီးလို့ရှိရင်အဲ့ဒီကနေတဆင်ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အစိတ်တောက်တွေအညစ်အကြေးတွေသုံးမလိုတဲ့ပစ္စည်းတွေကိုစွန့်ပစ်လိုက်တယ်အဲ့လိုပဲသူကခန္ဓာကိုယ်အတွက်အရေးကြီးလို့ပြန်ပြီးတော့မှလိုအပ်လို့စုပ်ယူထားမယ့်ပစ္စည်းတွေရှိနေပြန်ပြီးတော့စီးပြုံလေးတွေကနေပြန်စုပ်ထားပြီးတော့နောက်ဆုံးစီးအနေနဲ့ဒါတွေကိုစွန့်ပစ်လိုက်တဲ့လုပ်ငန်းကိုလှုပ်ဆောင်တယ်ပေါ့အဲ့တော့အဲ့ဒီအဓိကကတော့အဲ့ဒီအခြေခံကအဲ့ဒီအညစ်အကြေးစွန့်ပစ်တာတွေကိုအဓိကဆောင်ရွက်ပေးပါတယ်နောက်တစ်ခုကတော့ကြောက်ကခုနကပြောသလိုပဲသူကအညစ်အကြေးတွေကိုစွန့်ပစ်တယ်လို့ပဲခန္ဓာကိုယ်ရဲ့သွေးတွင်းမှာရှိတဲ့ဓာတ်စားဓာတ်လို့ခေါ်တဲ့ဆိုဒီယမ်ပိုတက်ဆီယမ်နောက်ဘိုက်ကာဗွန်နိတ် level သွေးထဲမှာရှိတဲ့ pH level တွေကိုလည်းထိန်းညှိတဲ့နေရာမှာအဓိကဆောင်ရွက်ပေးပါတယ်နောက်တစ်ခါကြောက်ကရဲ့ကနေပြီးတော့မှခန္ဓာကိုယ်ရဲ့ရေဓာတ်ပမာဏကိုပေါ့နော်သူကထိန်းသိမ်းပေးတဲ့ထိန်းညှိပေးတဲ့နေရာမှာလည်းအဓိကအနေနဲ့ဆောင်ရွက်တယ်ဥပမာခန္ဓာကိုယ်မှာရေဓာတ်တွေခန်းချောက်လာတယ်ဆိုလို့ရှိရင်ခုနစစ်ချခြင်းဖြစ်စဉ်ကနေ filtration ကနေဖြစ်စဉ်ကနေဖြစ်ပေါ်လာတဲ့အရေးတွေကိုဒီစီးပြုံလေးတွေကနေခန္ဓာကိုယ်အတွက်ကိုအသုံးလိုတဲ့အရေးတွေအဖြစ်သူကပြန်ပြီးတော့ဆွဲထားပြီးမှဖြစ်ပါတယ်အဲ့တော့အဲ့ဒီအနေနဲ့လည်းသူကခန္ဓာကိုယ်ရဲ့ရေဓာတ်ပမာဏကိုလည်းထိန်းညှိပေးပါတယ်နောက်တစ်ခါကြောက်ကခန္ဓာကိုယ်ရဲ့သွေးပေါင်ချိန်ထိန်းညှိမှုကိုလည်းအဓိကဆောင်ရွက်ပေးတဲ့အထက်မှာပါပါတယ်နောက်တစ်ချက်ကတော့ကြောက်ကကနေပြီးတော့မှဟော်မုန်းတွေလည်းထုတ်ပေးရပေါ့နော်အဓိကအရေးကြီးတဲ့ဟော်မုန်းကတော့ erythropoietin လို့ခေါ်ပါတယ်အဲ့ဒီဟော်မုန်းကခန္ဓာကိုယ်မှာရှိတဲ့သွေးနီဦးဖြစ်ပေါ်မှုကိုသူကကူညီပေးတယ်ပေါ့ခန္ဓာကိုယ်မှာယူရင်းချင်စီမှာသွေးနီဦးတွေကိုဖွဲ့စည်းတည်ဆောက်တယ်အဲ့ဒီဖွဲ့စည်းတည်ဆောက်တဲ့အခြေအနေမှာဒီခုန erythropoietin ဟော်မုန်းကသူကအားပေးလုံးစော်ခြင်းအပြင်ဒီသွေးနီဦးတွေဖြစ်ပေါ်မှုကိုလည်းကူညီပေးတယ်ပေါ့ဒါကြောင့်မလို့ကြောက်ကအားနည်းတယ်ဆိုတဲ့ယောဂဖြစ်သွားရင်လူနာတွေမှာသွေးအားနည်းတဲ့ယောဂတွဲပြီးတော့မှရှိတာဖြစ်ပါတယ်နောက်ဟော်မုန်းတစ်ခုကတော့ vitamin D ပေါ့နော် vitamin D ကခန္ဓာကိုယ်ရဲ့ဒီကြောက်ကတ်ထဲမှာဆိုရင်သူက active ပေါ့အလုံးလုံးနိုင်သော vitamin D ဖြစ်အောင်သူကနေမှပြောင်းပေးပါတယ်ပြောင်းပေးတဲ့အတွက်ကြောင့်မလို့သူကရိုးကျန်းမာရေးအတွက်လိုအပ်တဲ့ calcium တို့ phosphate တို့အဲ့ဒီ level တွေကိုလည်းထိန်းညှိတဲ့အလုပ်တွေကိုလုပ်ပေးပါတယ်အဲ့တော့အခြေခံအပြင်ကြောက်ကခန္ဓာကိုယ်ကအညစ်အကြေးတွေမလိုအပ်တဲ့အစိတ်တောက်တွေကိုစွန့်ပစ်ပေးတယ်ခန္ဓာကိုယ်ရေဓာတ်တို့ဓာတ်စားဓာတ်တို့ကိုလည်းထိန်းညှိပေးတယ်သွေးပေါင်ချိန်ထိန်းညှိမှုမှာလည်းပါဝင်တယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဟော်မုန်းတွေကိုလည်းထုတ်ပေးခြင်းနဲ့လှုပ်ဆောင်ချက်တွေကိုအဓိကလှုပ်ဆောင်ပေးပါတယ်နာတာရှည်ကြောက်ကတ်အားနည်းယောဂရဲ့အစောပိုင်းလက္ခဏာတွေကိုပြောပြရမယ်ဆိုရင်နာတာရှည်ကြောက်ကတ်အားနည်းတဲ့ယောဂကိုအဆင့်50နဲ့ခွဲထားတယ်ပေါ့အဲ့တော့အဲ့ဒီကနေမှစပြောရရင်နာတာရှည်ကြောက်ကတ်ယောဂအားနည်းယောဂလို့သတ်မှတ်ဖို့အတွက်ကဒီခန္ဓာကိုယ်မှာခုနကြောက်ကတ်ကနေမစွန့်ပစ်နိုင်တဲ့အစိတ်တောက်တွေဖြစ်တဲ့ယူရီးယားတို့ခရက်တနင်း level တွေမြင့်တာဒါမှမဟုတ်လို့ရှိရင်လည်းစီးထဲမှာပုံမှန်မဟုတ်တဲ့အသားဓာတ်တွေသွေးဓာတ်တွေပါနေတာပေါ့အဲ့လိုမျိုးပါနေတဲ့အခြေအနေတွေကအချိန်3လနဲ့3လအထက်ကြာရင်တော့ဒါကိုနာတာရှည်ကြောက်ကတ်အားနည်းယောဂလို့သတ်မှတ်ပါတယ်အဲ့လိုသတ်မှတ်ထားတဲ့အခြေအနေတွေမှာသူကအဆင့်က9ခုအနေနဲ့သတ်မှတ်တယ်CKD ပေါ့ chronic kidney disease လို့ခေါ်ပါတယ်အဲ့မှာဆိုရင်အဆင့်က1 2 3 4 5ဆိုပြီးတော့ရှိတယ်ပေါ့အဲ့တော့အစောပိုင်းအဆင့်တွေလို့ပြောရရင်တော့ခုနက CKD အဆင့်1နဲ့2ပေါ့နော်အဲ့လို1နဲ့2မှာဆိုလို့ရှိရင်ဒီနာတာရှည်ကြောက်ကအားနည်းယောဂဖြစ်လို့ဆိုပြီးတော့မှတိတာထင်ရှားစွာပြတဲ့လက္ခဏာတွေကမရှိတတ်ပါဘူးမရှိတတ်ပါဘူးဒါကြောင့်မလို့လူနာတွေကဒီနာတာရှည်ကြောက်ကအားနည်းယောဂဖြစ်တဲ့အစပိုင်းတွေကိုသိကျင်တယ်ဆိုလို့ရှိရင်သူတို့ကစီးစစ်ကြည့်ရမယ်သွေးစစ်ကြည့်ရမယ်ဒီလိုအခြေအနေတွေလုပ်ကြည့်မှသူကဒီယောက်ကအားနည်းတဲ့ယောဂစဖြစ်နေတယ်ဆိုတာကိုသိရှိနိုင်တယ်ပေါ့နော်အဲ့ဒီကနေခုနကနေဆက်ပြောရင်အဆင့်ကြောက်ကအားနည်းတဲ့အဆင့်1 2ပေါ့အဲ့ဒီကနေအဆင့်က3 4 5အဲ့လိုဆက်သွားရင်အဆင့်3လောက်ဆိုရင်တော့တချို့တွေမှာလက္ခဏာတွေစပြီးတော့မှပေါ်လာတတ်တယ်ဒါတွေကလည်းနှုံးတယ်အားမရှိဘူးပင်ပန်းလွယ်တယ်ညဘက်ဆိုရင်အိတ်မပျော်ဘူးနောက်ပြီးတော့ညဘက်စီးသွားများတယ်တချို့ဆိုလို့ရှိရင်ခြေထောက်တွေရောင်းလိုက်ဖော်လိုက်ဖြစ်တယ်စီထဲမှာအမြုပ်ပါတယ်ပေါ့ဒါမျိုးလေးတွေသတိထားမိလာတာမျိုးတွေတော့အဲ့အခြေအနေကြီးစပြီးတော့မှသိရှိလာတယ်တကယ်တော့လည်းအဲ့ဒီအဆင့်တွေမှာတွေ့ရတဲ့အခြေအနေတွေကလည်းဒီကြောက်ကယောဂပါလို့တိတိကျကျပြောနိုင်တဲ့အခြေအနေမျိုးတွေ
တိတာထင်ရှားတာမဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအခြေအနေတွေမှာဆိုလို့ရှိရင်လည်းလူနာတွေကဈေးစစ်သွေးစစ်လုပ်ကြည့်တော့မှပဲဒါကိုယောဂါကိုတေချာသိရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကနေကြောက်ကအားနေတဲ့အဆင့်နောက်ဆုံးအဆင့်လို့ခေါ်တဲ့အဆင့်5ကိုရောက်သွားရင်တော့အဲ့ဒီအခြေအနေကြရင်ခန္ဓာကိုယ်တွေကဖောရောင်လာမယ်လူနာတွေကအရန်မောကျက်လာမယ်စီးကလုံးဝမထွက်တဲ့လောက်နေသွားမယ်ခရောင်ကရမ်းတွေဖြစ်မယ်တတိလစ်မယ်တက်မယ်နောက်ဆုံးဆိုလို့ရှိရင်အသက်အန္တရာယ်ဖြစ်တဲ့အခြေအနေကြီးဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မလို့ကြောက်ကယောဂါအားနေတာဒီအစပိုင်းနေမှာဘာမှသိတာထင်ရှားတဲ့လက္ခဏာမရှိတဲ့အတွက်ကြောင့်မလို့ဒီဟာတွေကစစ်ဆေးမှုလုပ်ကြည့်မှသိမဲ့အခြေအနေမျိုးတွေဖြစ်နေပါတယ်ဘသူတွေကကြောက်ကစစ်ဆေးမှုကိုပုံမှန်ပြုလုပ်တင်တယ်လဲဆိုရင်တော့ကြောက်ကခုနကပြောသလိုပဲကြောက်ကအားနေတဲ့ယာယီကြောက်ကနာတာရှိအားနေတဲ့ယောဂတွေအစပိုင်းမှာယောဂလက္ခဏာတွေမရှိတဲ့အတွက်ကြောင့်မလို့စောစီးစွာစစ်ကြည့်မှပဲစီးတွေသွေးတွေစစ်ကြည့်မှသိနိုင်တယ်ပေါ့နော်အဲ့တော့အဓိကစစ်ကြည့်တဲ့လူတွေကတော့ကမ္ဘာပေါ်မှာကောနိုင်ငံတကာရဲ့တွေ့ရှိချက်တွေအရကဒီနာတာရှိကြောက်ကအားနေယောဂကိုအဓိကဖြစ်ပေါ်စေတဲ့အကြောင်းရင်းနံပါတ်1ကတော့စီးချိုသွေးကြိုယောဂဖြစ်ပါတယ်နောက်တစ်ခုကတော့သွေးတိုးယောဂဖြစ်ပါတယ်ဒါကြောင့်မလို့စီးချိုသွေးကြိုယောဂရှိတဲ့လူသွေးတိုးယောဂရှိတဲ့လူတွေကပုံမှန်စစ်ဆေးမှုကိုပြုလုပ်တင်ပါတယ်။ကဲနောက်ပြီးတော့ဘယ်သူတွေပြုလုပ်တင်နေလဲဆိုလို့ရှိရင်တော့ကြောက်ကက်ရောင်ဘူးတဲ့လူတွေပေါ့နော်။ကလေးဘွားမှာကြောက်ကက်ရောင်ဘူးတဲ့လူတွေရှိမယ်။နောက်ပြီးတော့ကြောက်ကက်ရောင်တဲ့ယောဂကိုဖြစ်စေနိုင်တော့ရေပြားလေးဘက်နာလို့ခေါ်တဲ့ SLE ယောဂရှိတဲ့လူတွေရှိမယ်။ဒါသူတို့ဆိုလို့ရှိရင်လည်းပုံမှန်စစ်ဆေးမှုကိုပြုလုပ်တင်ပါတယ်။နောက်တစ်ခါကြောက်ကက်မှာကြောက်တဲ့ယောဂတွေဖြစ်ပူတဲ့လူတွေကြောက်တဲ့တာကလည်းသူကကြောက်သေးသေးလေးရှိတာမျိုးမဟုတ်ဘဲနဲ့ကြောက်ကက်ခွဲပြီးတော့မှထုတ်လာပူတဲ့လူမျိုးတွေပေါ့နော်။ကြောက်တဲ့ယောဂရှိတဲ့လူတွေနောက်ကြောက်ကက်ရေအိတ်ယောဂရှိတဲ့ရေအိတ်မှာလည်းသူကမျိုးရိုးလိုက်တတ်တဲ့ရေအိတ်ယောဂပေါ့။နှစ်ဖက်စလုံးမှာရေအိတ်တွေကအများကြီးကြောက်ကနှစ်ဖက်စလုံးမှာရေအိတ်တွေအများကြီးပေါ့အဲ့လိုဖြစ်တဲ့လူမျိုးတွေဆိုရင်နောက်ပိုင်းမှာကြောက်ကအားနေတဲ့ယောဂတွေဖြစ်လာတတ်တဲ့အတွက်ကြောင့်မလို့ဒါတွေသူတို့ကလည်းပုံမှန်စစ်ဆေးတဲ့လူတွေဖြစ်ပါတယ်။နောက်တစ်ခုကတော့အဝလွန်တဲ့လူနာတွေရှိမယ်ပေါ့နော်သူတို့ဆိုရင်လည်းကြောက်ကကိုနောက်ထိခိုက်တတ်တဲ့အတွက်ကြောင့်မလို့ပုံမှန်စစ်ဆေးမှုယူတင်တယ်နောက်တစ်ခုကတော့ကြိုက်ခဲပြောက်ဆေးလိုမျိုးဆေးတွေကိုရေရှည်ဆွဲတောက်ပြီးတော့အများကြီးတောက်ရတဲ့လူတွေဆိုလို့ရှိရင်လည်းကြောက်ကအားနည်းမှုရှိမရှိဆိုတာအတွက်ကိုဒါပုံမှန်စစ်ဆေးဖို့အတွက်ကိုလိုအပ်လိုက်ပါမယ်ကြောက်ကယောဂါကိုပို့ပြီးတော့စိုးစေတဲ့အချက်တွေပေါ့အဲ့တော့အဲ့ဒီပို့ပြီးတော့စိုးစေတဲ့အချက်တွေကတော့ပထမဆုံးကတော့အငံစားသုံးမှုပေါ့အငံကိုလွန်ကျွံစားသုံးလို့ရှိရင်သူကသွေးတိုးယောဂါလည်းဖြစ်လာစေနိုင်တယ်လို့ကြောက်ကကိုလည်းအားနည်းတဲ့ယောဂါတွေကိုဖြစ်ပေါ်လာစေပါတယ်ဒါကြောင့်မလို့အငံများတဲ့အစားအသောက်တွေကိုရှောင်ရှားသင့်ပါတယ်နောက်ပြီးတော့ process food လို့ခေါ်တဲ့ပြုပြင်ဆင်ထားတဲ့အစားအသောက်တွေနောက်ပြီးတော့ can food လို့ခေါ်တဲ့စီတုပ်ဘူးတွေနောက်ပြီးတော့ဒီ instant noodle တွေပေါ့ခောက်ဆွဲကြောက်စားသုံးမှုတွေရောနောက်ငပိငချောက်လိုဟာမျိုးဒီအငံများတဲ့အစားအသောက်တွေကိုတော့ဖြစ်နိုင်လို့ရှိရင်ဒါတွေကိုရှော့ချပြီးတော့မှပဲစားသုံးတင်ပါတယ်ရေရှည်စားသုံးသွားလို့ရှိရင်ကြောက်ကွက်ကိုလည်းထိနိုင်တယ်နောက်သွေးတိုးယောဂါလည်းဖြစ်ပေါ်စေတယ်သွေးတိုးကြောင့်မလို့လည်းတခါကြောက်ကွက်ကိုပြန်ပြီးတော့မှထိခိုက်နိုင်တယ်ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့စားသုံးမှုကိုတော့ဒါရှော့ချဖို့လိုပါတယ်နောက်တစ်ချက်ကတော့ရေတောက်တာနဲတာပေါ့နော်ခန္ဓာကိုယ်အတွက်ကိုဒီခုနကကြောက်ကွက်ကအညစ်အကြေးတွေကိုစွန့်ပစ်တယ်မလိုအပ်တဲ့ပစ္စည်းတွေကိုစွန့်ပစ်တဲ့အချိန်မှာ तू ကလည်းရေဓာတ်လုံလောက်စွာလိုအပ်ဖို့ရှိဖို့လိုအပ်တယ်ပေါ့ခန္ဓာကိုယ်မှာရေဓာတ်ချောင်းနေလို့ရှိရင်ကြောက်ကွက်ကနေမှရေဓာတ်တွေကိုပြန်ဆွဲထားရတယ်နောက်ပိုင်းကြာလာလို့ရှိရင်ကြောက်ကွက်ကိုထိခိုက်နိုင်တယ်ဒါကြောင့်မလို့ခန္ဓာကိုယ်မှာလိုအပ်တဲ့ရေဓာတ်ပမာဏပြည့်ဝစွာရရှိဖို့အတွက်ကိုရေတောက်သုံးတဲ့ပမာဏကိုဒီခန္ဓာကိုယ်ရဲ့လိုအပ်ချက်တိုင်းပြည့်မီအောင်တောက်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ဒါကလည်းတယောက်နဲ့တယောက်ကလိုအပ်ချက်ကကွာခြားချက်ရှိနိုင်တယ်ဥပမာပိုပြင်းတဲ့ဒေတာတွေမှာနေတဲ့လူလားအားကစားသမားတွေလားချွေးထက်များတဲ့လူလားဒါတွေဆိုရင်တို့ကပို့ပြီးတော့ရေလိုအပ်မှုပိုများတယ်ပေါ့နော်အကယ်ကြောက်ကအားနေတဲ့ယောဂဖြစ်တဲ့လူတွေဆိုရင်တော့သူ့ရဲ့ယောဂအခြေအနေပေါ်မှာမူတည်ပြီးတော့မှရေပမာဏဘယ်လောက်တောက်တုံးရမလဲဆိုတာကိုတော့သူ့ရဲ့သက်ဆိုင်ရာဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့မှဒါညှိနှိုင်းပြီးတော့ဆွေးနွေးတင်ပါတယ်နောက်ချက်တွေကတော့စားသုံးတဲ့အထဲမှာခုနကပြောထားတဲ့process food တွေကိုရှောင်တင်တယ်အဲ့လိုပဲသူကဘာအဓိကစားသုံးတဲ့အချက်တွေကတော့ကျန်းမာရေးနဲ့ညီညွတ်တော့အသီးရွက်တွေပိုစားသုံးတင်တယ်လက်ဆက်စားတောက်တွေကိုစားသုံးတင်တယ်ပေါ့နော်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စားတောက်တွေကို balance diet လို့ခေါ်ပါတယ်အသားဓာတ်အမြင်ဓာတ်ဒါတွေကိုလိုအပ်တယ်လို့ဒါတွေကိုပြည့်မီအောင်စားဖို့လိုအပ်တယ်ပေါ့နောက်တစ်ချက်ကတော့ဆေးလိပ်တောက်သုံးမှုပါအဲ့တော့ဆေးလိပ်တောက်ခြင်းကကြောက်ကနှလုံးနဲ့အဆုတ်ယောဂကိုဖြစ်ပေါ်စေတယ်ဆိုတာကလူများသိရှိပြီးသားဖြစ်ပါတယ်အဲ့လိုပဲဒီဆေးလိပ်တောက်တာကကြောက်ကယောဂကိုလည်းသူကဖြစ်ပေါ်စေတယ်ကြောက်ကမှာဒီဆေးလိပ်တောက်တဲ့လူတွေကိုနဲ့နောက်ဆေးလိပ်မတောက်တဲ့လူတွေနဲ့ကိုနှိုင်းယှဉ်ကြည့်တဲ့အခါမှာဒီခုနကြောက်ကရဲ့လုံအားကျဆင်းမှုဟာဆေးလိပ်တောက်တဲ့လူတွေမှာပို့ပြီးတော့တွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ဆေးလိပ်တောက်မှုကိုလည်းဖြတ်ဖို့လိုအပ်ပါတယ်ရက်ကိုတော့သူကအလွန်ကျွံတောက်သုံးမှုကနေရှောင်ရှားတင်တယ်ပေါ့နော်ရက်တောက်မယ်ဆိုရင်တော့သူတို့ပမာဏထိုက်တဲ့ပမာဏကိုပဲရှော့ချပြီးတော့မှတောက်တာမျိုးလုပ်တင်တယ်နောက်တစ်ခုကတော့ခ
နာကိုယ်ရဲ့အလေးချိန်ကိုရှိသိရှိတိုက်တဲ့ခန္ဓာကိုယ်အလေးချိန်ဖြစ်အောင်ထိန်းသိမ်းထားတင်ပါတယ်အဝလွန်ယောဂကကြောက်ကက်ကိုထိနိုင်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာဒုက္ခကြောက်ကက်ပေါ်မှာဆူးကြိုးတွေဖြစ်ပေါ်စေပါတယ်ဒါကြောင့်ခန္ဓာကိုယ်အလေးချိန်ကိုထိန်းသိမ်းနေတဲ့လေ့ကျင့်ခန်းတွေပုံမှန်လုပ်တင်ပါတယ်နောက်တစ်ခုကတော့ဆေးတွေကိုပေါ့နော်တောက်မယ်ဆိုလို့ရှိရင်အလွယ်တကူလက်လန်းမိတာတွေတောက်တာထက်စားလို့ရှိရင်တော့ကြောက်ကွက်ကိုထိနိုင်တဲ့ဆေးတွေကိုတောက်ရတာမျိုးတွေဖြစ်လာမယ်ဆိုလို့ရှိရင်တော့လေတေချာနားလက်တက်ကြွတဲ့ဆရာဝန်တွေနဲ့ညှိနှိုင်းပြီးတော့မှဒါတောက်တင်နေပေါ့နော်ဒီအချက်တွေကိုတော့သတိထားမယ့်အချက်တွေရဲ့နောက်ပြီးတော့မှဆောင်းဝင်ရမယ့်အချက်တွေပေါ့ဒီအချက်တွေကိုပြောပြခြင်းအပြင်လူနာတွေမှာကြောက်ကွက်ယောဂတွေမဖြစ်အောင်ကာကွယ်ပြီးသားဖြစ်သလိုကြောက်ကွက်ယောဂဖြစ်နေတဲ့လူနာတွေဆိုရင်လည်းသူ့ရဲ့ကြောက်ကွက်ယောဂအဆင့်တွေမတိုးသွားအောင်ပေါ့နော်ထိမ့်သိမ်းထားနိုင်မယ်လို့ပြောကြားလိုပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်မခုနကပြောကြားခဲ့တဲ့ကြောက်ကွက်ယောဂနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေကိုသိရှိနားလည်ခြင်းအပြင်ကြောက်ကွက်ယောဂမဖြစ်အောင်ကာကွယ်ထားနိုင်ပြီးတော့ကြောက်ကွက်ယောဂရှိတဲ့သူတွေကလည်းနောက်ထပ်ပို့ပြီးတော့မှဆိုးတဲ့ကြောက်ကွက်ယောဂအဆင့်တွေမဖြစ်လာအောင်ထိမ့်သိမ်းထားနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်